sushi bar မှာ salmon sashimi buffet တက်စားပါတယ်ရှင်ဒီမှာကsalmon sashimi buffet ကနာမည်ကြီးရပေါ့နော်လက်ဆက်တဲ့စားလည်းကောင်းတယ်ဆိုပြီးတော့ဆိုရင်လည်းစားကျင်လို့တက်စားတာပါရင်းစုံဘိုင်းမှာမလဲဆိုပြီးတော့ menu တွေကြည့်နေ salmon sashimi ကို9ပွဲမှားလိုက်ပါတယ်သူ့ရဲ့ wasabi လေးနဲ့နေပြီးတော့ salmon sashimi ကိုဆွဲလိုက်တဲ့အချိန်မှာတိုင်းကတော့ rating ပေးရမယ်ဆိုလို့ရှိရင် 8.5 လောက်တော့ပေးပါတယ်ဒါကတော့ salmon mayo inari လေးပေါ့နော် inari လေးကိုတော့ထမင်းလေးများရလို့ထင်တယ်အရသာကတော့ပုံမှန်အတိုင်းပါပဲအဲ့တော့ rating ကတော့7.5 လောက်ပေးပါတယ်ကဲဒါကတော့ beef stick ကအသားလေးကအရင်နူးညံ့တယ်တော်တော်စားလို့ကောင်းတယ်ပေါ့နော်ဆိုရင်ကြိုက်တဲ့ beef stick တွေမှာပါတယ်ဆိုရင်စားဘူးသမျှတွေမှာနူးညံ့တဲ့ beef stick တွေမှာပါတယ်ပေါ့နော်အဲ့တော့ဒီ beef stick ကိုအရင်ကြိုက်တဲ့အတွက် rating 9ပေးပါတယ်ရှင်သူ့ရဲ့ဆိုင်မှာကလေဒီ beef နဲ့ပတ်သက်လို့ရှိရင်တော်တော်စားကောင်းတဲ့ beef အသားလေးတွေကတော်တော်စားကောင်းတယ်မှာပါတယ်ပေါ့နော်ကဲနောက်တစ်ခုကတော့ salmon ဂုတ်ကန်မှာ salmon ဂုတ်ကန်ကလည်းပုံမှန်အတိုင်းမှာပဲအရင်ထူးထူးခြားခြားတော့မရှိဘူးပေါ့နော်စားလို့ကောင်းတယ် spicy လေးဆိုတော့လေအဲ့တော့ rating က8လောက်ပေးပါတယ်ရှင်ကာနီဆူရှီလေးစားမယ်ကာနီဆူရှီကလည်းထူးထူးခြားခြားတော့အရင်ရတာကြီးတော့မဟုတ်ဘူးသူ့ရဲ့ပုံမှန်အတိုင်းပဲပေါ့နော်စားလို့ကောင်းပါတယ်အဲ့တော့ rating ကတော့7ပါနောက်တစ်ခုကတော့ soup ပေါ့နော် salmon miso soup လေးပေါ့နော် salmon miso soup ကလည်းစိုးတောက်လို့ကောင်းတယ်ပေါ့နော်သူ့ရဲ့ရတာလေးက rating ပေးရမယ်ဆိုလို့ရှိရင်တော့ 7.5 ပါနောက်တစ်ခုပေါ့နော်ဒါလေးကကြတော့ unagi roll လေးပါ unagi roll ကတော့ဆိုရင်အရင်တော့မကြိုက်ဘူးသူကလေပေါ်က sauce လေးကလည်းနည်းနည်းနဲလို့ခံစားရတယ်ပေါ့နော်အဲ့တော့ rating ပေးရမယ်ဆိုလို့ရှိရင်တော့ 7.5 ပါဒါကတော့မဖြစ်ပေါ့နော် sushi တိုင်းသွားတိုင်းစားရတယ် chuka wakame လေးပါ chuka wakame လေးလည်းစားလို့ကောင်းပါတယ်နောက်တစ်ခုကတော့ sukiyaki ပါဒီ sukiyaki မှာဆိုရင်အချိုးနဲ့ဆက်နဲ့နှမျိုးမှာလိုက်တယ်အဲ့မှာပေါ့နော်ဒီ beef လေးတွေထည့်လိုက်တာတွေ့လိုက်မှာပါအဲ့ beef လေးကတအားစားကောင်းတယ်ဒီဆိုင်မှာကဒီ sushi bar မှာကဒီ beef လေးတွေကိုတို့က beef steak တွေဆိုရင်တော်တော်စားကောင်းတယ်ပေါ့နော်အသားလေးကလေနုညံ့နေရပဲပေါ့နော်ဒီအတုတ်သက်သားတို့ဘာလို့ဆိုရှင်တော့အထူကြီးတွေပဲပါတယ်ပေါ့နော်တုတ်သက်သားတက်တဲ့လူဆိုလို့ရှိရင်တော့တော်တော်ကြိုက်မှာသူကအသားအထူတွေထည့်ပေးထားတယ်ပေါ့နော်ဆိုရင်တော့နည်းနည်းလေးအီးရပေါ့နော်အီးရအတွက်ဒီ sauce လေးနဲ့တိုးစားပါတယ်ရှင်ဒီ sukiyaki ဆိုလို့ရှိရင်လေသူ့ရဲ့အရသာလေးကနည်းနည်းအပေါ့စားရသူသက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဒီလိုမျိုးအလေးစားရသူသက်ဆိုလို့ရှိရင်တော့နည်းနည်းလေးပေါ့လိမ့်မယ်ပေါ့နော်အဆက်ကလည်းအရင် spicy ဖြစ်တဲ့တဲမှာတော့မပါဘူးပေါ့နော် rating ပေးရမယ်ဆိုလို့ရှိရင်တော့ 8.5 ပါအတမမီလေးလည်းနောက်ဆုံးပိတ်မှာစားခဲ့ပါတယ်ဒီဆိုင်က ice cream က import လို့သိရတယ်ပေါ့နော်အဲ့တော့ဆိုင် cappuccino strawberry chocolate ဆိုပြီး3မျိုးလုံးဆိုင်စားခဲ့တယ်ပေါ့နော်တော်တော်စားလို့ကောင်းတယ်ဒီဟာကို rating ပေးရမယ်ဆိုလို့ရှိရင်တော့ 8.5 ပါကဲစားချင်တိုင်းစားပြီးလို့ပြန်ပါပြီဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်တတ်တာ